monetization ပွင့်သွားလို့စားပေးအပ်ချင်လို့ပါမောင်လေးရေဆိုပြီးတော့ကျွန်တော်အမားတယောက်ကလာပြီးတော့ဆက်သွယ်တယ်အဲ့တော့ကျွန်တော်ကလည်းဝမ်းသာအားရတယ်ဗျာအော်ဟုတ်လားအမအဲ့ဆိုကျွန်တော်ရှိမှာစားပေးအပ်လို့ရတယ်ပေါ့နော်အမရှိမှာဒီအပန်းစာအုပ်တွေဘန်ချက်လက်တွေ passport ချက်လက်တွေအစုံရှိပြီလားအစုံရှိလားလို့ကျွန်တော်မေးလိုက်တော့သူကအစုံရှိတယ်ဟောဆိုတော့ကျွန်တော်အဲ့ဆိုလို့ရှိရင်အဲ့လိုရတယ်ပေါ့နော်စားပေးလုပ်လို့ရပြီကျွန်တော်ကိုဒီအကောင့်ကို admin ထည့်ပေးပါဆိုပြီးကျွန်တော်သူ့ကိုထည့်ခိုင်းလိုက်တယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ကို admin ထည့်ပေးလိုက်တယ်ထည့်ပြီးတော့ကျွန်တော်က admin လက်ခံပြီးတော့ပေးတဲ့ဝင်ပြီးတော့ကြည့်တဲ့အခါမှာအဲ့ဒီအမရဲ့ပေးကဒီ monetization မပွင့်သေးဘူးအဲ့ဒါကျွန်တော်လည်းကြောင်ရတာပေါ့အမပေးက monetization မပွင့်သေးဘူးလေအဲ့လိုကျွန်တော်တပြောတော့အဲ့မှာကျွန်တော်ပြန်ပြီးတော့ပုံပို့လာတယ်ဒီမှာလေးရဲ့မောင်လေးရဲ့ monetization ပွင့်သွားပြီလေတဲ့သူကျွန်တော်ပြန်ပြီးပို့လာတဲ့ပုံပါဗျာဒီပုံဒီ star ပွင့်ထားတယ်ပြီးလို့ရှိရင်ဒီsubscription ဆိုတဲ့ကောင်ပွင့်ထားတယ်အဲ့နှစ်ခုပွင့်နေရအဲ့နှစ်ခုပွင့်တဲ့ပုံတော့ကျွန်တော်ပို့လာတယ်အဲ့ကျွန်တော်သူပြောပြလိုက်တယ်အမဒီနှစ်ခုကဒီ monetization ပွင့်တာမဟုတ်သေးဘူးဒီကောင်တွေကပတ်စံမရဘူးအဲ့ဒီကောင်တွေပွင့်လာလို့ရှိရင်ကျွန်တော်ကဗန်သွားချိတ်လဲပတ်စံတပြားမှရမှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်အဲ့ဒီမှာကိုပြန်ပြီးတော့ပြောလိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီကောင်တွေကပတ်စံရတာမဟုတ်ပတ်စံရတဲ့ကောင်ဒီကောင်ပေါ့နော်ဒီ content monetization ဆိုတဲ့ကောင်ဒီကောင်လေးကဘေးနားလေးမှာဒီအပြာရောင်စာတန်းနဲ့ဆက်ရက်ဆိုပြီးတော့ပွင့်လာမှာကျွန်တော်တို့က monetization ပွင့်တယ်လို့ခေါ်တာအဲ့ဒီခါကျမှကျွန်တော်တို့ကဘန်လေးပါလေးချိတ်ကမယ်ကိုရဲ့ပတ်စုပ်ပါညာဖြည့်ပြီးတော့အချက်လက်ပါညာအစုံဖြည့်ပြီးတော့ဘန်ချိတ်ကမှာဆိုတော့အမပေးက monetization ပွင့်တယ်လို့မခေါ်ဘူးဒါကရိုးဟာပေါ့နော်ပုံမှန်ဗျာဒီပိတ်တိုင်းဒီဘကဒီကောင်တွေပွင့်တယ်ပိတ်တိုင်းအကုန်လုံးဒီဘပွင့်တယ်ဗျာဒီ star ပိတ်တိုင်းဒီဘပွင့်တယ်ပြီးဒီsubscription ဆိုတဲ့ကောင်ကလည်းပိတ်တိုင်းပွင့်တယ်မပွင့်တာဒီကောင်ဒီ content monetization ဆိုတဲ့ကောင်ကပဲပိတ်တိုင်းမပွင့်တာပတ်စံရတာကလည်းအဲ့ဒီကောင်ပဲဒီ content monetization ဆိုတဲ့ကောင်ကနေပဲကျွန်တော်ပတ်စံရမှာဆိုတော့ကျွန်တော်အိမ်မှာကျွန်တော်ပြပြလိုက်တယ်အမဒီတိုင်းပဲပေါ့နော်ဆက်ပြီးသုံးပါတော့ဘာမှလုပ်ရမလို့သေးဘူးလောလောဆယ်ကဒီအောက်က content monetization ဆိုတဲ့ကောင်လေးကဆက်ရပွင့်လာမှအမကျောင်းရှိကိုပြန်လာခဲ့အဲ့ဒီခါကျအမဘန်နေပါချိတ်ချက်လက်ပါညာဖြည့်ပြီးတော့အမပတ်စံရှာလို့ရမှာဆိုပြီးတော့ကျွန်တော်ပြပြလိုက်တယ်ပေါ့နော်